ကဲအားလုံးပဲမင်္ဂလာပါဒီနေ့အမောက်စင်းလေးလုပ်ပြပေးခြင်းလို့ပါကဲဘယ်ဘူးလေးလုပ်ပြပေးရင်ကောင်းမလဲဆိုတော့ကဲဒီဝူခုံးလေးပဲဖောက်ပြပေးလိုက်ပါမယ်နော်ကဲဒါလေးကတော့ဘူးရဲ့အရှိဘက်အချမ်းပါနော် pieces ကတော့900ကျော်ပါပါတယ်ဒါလေးကတော့အနောက်ဘက်အချမ်းလေးပါသူကပေါ့နော်ဟို6ချောင်းနေပါလှုပ်လို့ရမှာပေါ့နော်လက်ချောင်းတွေပါလေးအစားကွေးလို့ရတယ်ဆန့်လို့ရတယ်လို့ပြတာပါတယ်ဒါလေးကတော့သူ့ရဲ့အမြင့်ပေါ့နော်အယုတ်ရဲ့အမြင့်ပေါ့ဒါကကြတော့အထဲမှာပါတဲ့ဟာလေးတွေပါinstruction ပို့လေးပါမယ်เนาะပြောလို့ရှိရင်ဒါကတော့အတောင်လေးပေါ့เนาะဆက်ပြီးသွားလို့ရှိရင်ကြောကွန်အတောင်လေးပါတွေပေါ့เนาะဟိုနှစ်ခုတွေပါမှာတက်တဲ့ကောင်တွေပါဒါတော့သူ့ရဲ့ block လေးတွေပါเนาะဒါလေးကတော့သူ့ရဲ့အထဲမှာပါတဲ့အထုပ်လေးတွေပါပြီးလို့ရှိရင်တော့သူက stand လေးပါပါတယ်เนาะstand များအကြီးလေးတွေ့ရတယ်เนาะပါပါတယ်ကဲမောင်ကျန်တယ်ဆိုလို့ရှိရင်39လေးတစ်ချက်ကိုဒီကိုလေး fiber ကနေပြီးတော့လာရောက်မှာယူလို့ရပါတယ်เนาะ TikTok Messenger ကနေလည်းလာရောက်မှာယူလို့ရပါတယ် CN တော့ပေးရပါတယ်เนาะကျန်တာအိမ်ရောက်မှရှင်းလို့ရပါတယ်ကဲကျေးဇူးအများကြီးတင်ပါတယ်